အဲ့ဒီညနေမှာပဲ Harold နဲ့ Freitag တို့ဟာဒေသခံတဲခိုခန်းတစ်ခုကိုရောက်သွားကြတာပေါ့။ရွာကန်တွေကတော့ဂျာမန်စစ်သားတွေကိုကြည့်မရပဲရန်လိုနေကြတာပါ။ဒါပေမဲ့ Harold ကပါနပ်ပါတယ်။သူဟာတရုတ်ဆောင်ကောင်းကောင်းနဲ့ပဲသူဒီကိုလာတာဟာမင်းတို့တွေစီကအရင်ကစစ်ပြေးတွေခိုးယူသွားတဲ့ပစ္စည်းတွေအတွက်ရော်ကြီးပြီးဖို့လာတာပါဆိုပြီးလိန်ညာဖြောင်းဖျလိုက်ပါတယ်။ဒီတော့မှရွာကန်တွေလည်းအံ့ဩသွားပြီးသူတို့ကြုံတွေ့နေရတဲ့အခြေအနေတွေကိုရင်ဖွင့်ရင်အစားအသောက်တွေနဲ့ပြုစုဧည့်ခံပြီးနီးစရာတဲကိုခန့်မှာ Harold တို့ကိုပေးလိုက်ကြပါတော့တယ်။ အဲ့ဒီညမှာတင်ရွာကန်တွေကတခိုးတယောက်ကိုဘိုးကြီးတဲခုနေတဲ့စီဖမ်းခေါ်လာကြပါတယ်။ Harold ကတော့ဘာမှတွန်းဆုတ်မနေပဲအဲ့ဒီတခိုးကိုပွဲကြီးမိပစ်တက်လိုက်ပြီးဘာမှမဖြစ်သလိုပဲသူ့အခန်းထဲသူပြန်ဝင်ပြီးအနားယူသွားခဲ့တယ်။နောက်တနေ့မှာတော့ Harold ဟာလွန်ခဲ့တဲ့ရက်ပိုင်းကသူကိုယ်တိုင်လူရက်ခဲ့တဲ့လေတော်ကိုပဲပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီမှာစစ်ပြေးအချို့ကလေသမားတွေကိုဖမ်းဆီးပြီးလေတော်ကိုစီးနှင်းထားတာနဲ့တွားတိုးတာပေါ့။ Harold ကသူတို့ကိုအမိန့်ပေးတဲ့နဲ့အော်ဟစ်လိုက်တဲ့အခါစစ်သားတွေဟာကြောက်လန့်တကြားနဲ့သူ့အမိန့်ကိုနာခံပြီးစစ်ဆေးဖို့အတွက်သူတို့ရဲ့စာရွက်စာတမ်းတွေကိုထုတ်ပြကြပါတယ်။ Kinski ဆိုတဲ့တယောက်ကတော့အစာပိုင်းမှာနည်းနည်းတွန့်ဆုတ်နေပေမဲ့ခဏတာစကားပြောပြီးနောက်မှာတော့ Kinski နဲ့တခြားလူတွေလည်းသူတို့တက်ကွဲနေတာဖြစ်ကြောင်းနဲ့ Harold ရဲ့လက်အောက်မှာပဲဝင်ရောက်အမှုထမ်းခြင်းကြောင့်ပြောဆိုလာကြပါတယ်။နေမင်းကြီးထွက်ပြူလာခြင်းမှာတော့ Harold တို့တက်စုဟာတောအုံနာမှာစခန်းချဖို့ထွက်ခွာလာခဲ့ကြတယ်။ခဏကြာမှာတော့20မီလီမီတာလေရင်ပြစ်အမြောက်ကြီးကိုတည်လာတဲ့စစ်သား2ယောက်နဲ့ထပ်တိုးပြီးသူတို့လည်း Harold စီမှာပဲအစီရင်ခံပြီးလာပူးပေါင်းကြပြန်တယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲသူတို့စီးလာတဲ့ကားကစီကုံသွားတဲ့အတွက် Harold ကတပ်သားတွေကိုကားနဲ့အမြောက်ကြီးကိုပါကိုယ်တိုင်တွန်းပြီးတည်သွားဖို့အမိန့်ပေးလိုက်ပြီးခရီးဆက်ခဲ့ရပါတယ်။ဒါပေမဲ့ကီလိုမီတာအနည်းငယ်လောက်တွန်းပြီးတဲ့နောက်မှာတော့ Kinski တယောက်စိတ်ပြက်လက်ပြက်ဖြစ်ပြီးပုံကန်ဖို့ကြိုးစားလာပါတယ်။အဲ့ဒီအချိန်မှာပဲမမျော်လင့်ပဲစစ်ပလိတ်တွေအပြည့်နဲ့ထရက်ကားတစ်စီးရောက်လာပြီးစစ်သားတွေရဲ့အထောက်အထားတွေကိုစစ်ဆေးပါတော့တယ်။ Harold ကတော့အကွက်ကြပါပဲ။သူနဲ့ယာရူးတူတဲ့စစ်ပလိတ်အရာရှိကိုခေါ်ထုတ်လိုက်ပြီးသူဟာဟစ်တလာကိုယ်တိုင်တိုက်ရိုက်ပေးအပ်ထားတဲ့အထူးမစ်ရှင်တစ်ခုကိုလှုပ်ဆောင်နေတာဖြစ်ကြောင်းအပိုင်ဟောက်လိုက်ပြီးလိန်ညာလိုက်ပါတယ်။ဒီအကွက်ကအောင်မြင်သွားပြီးစစ်ပလိတ်ဘူကြီးကသူတို့ကိုဆက်သွားခွင့်ပေးလိုက်တာပေါ့။ဒါပေမဲ့ Harold ရဲ့စိတ်ထဲမှာနောက်ထပ်အကြံတစ်ခုရှိနေပါတယ်။သူကစစ်ပလိတ်ဘူကြီးကိုအလုတ်ချမ်းစခန်းစီလိုက်ခဲလို့ရမလားလို့တောင်းဆိုလိုက်ပါသေးတယ်။မကြခင်မှာပဲသူတို့ဟာအနီးနားကမြို့တစ်မြို့ကိုရောက်သွားကြပြီ။အဲ့ဒီမှာမထင်မှတ်ထားပဲဇလန်းအစပိုင်းက Harold ကိုလိုက်လံတပ်ဖြတ်နေတဲ့ဘူကြီးဂျန်ကာနဲ့ပြန်ဆောင်ကြတာပေါ့။ဂျန်ကာဟာမထွက်ခွာခင်မှာသူ့လူတွေကိုစစ်ပြေးတွေရဲ့အလောင်းတွေကိုကားကောင်းရှိဖုံးပေါ်မှာတင်ထားဖို့အချက်ပြလိုက်ပါတယ်။ပြီးတော့ဂျန်ကာဟာ Harold ကိုစိုက်ကြည့်ရင်သူတို့အရင်ကဘယ်မှာဆုံဘူးလဲဆိုတာကိုအသေးအတန်စဉ်းစားနေပါတယ်။ Harold ကသူတို့ခရီးမှာစုံဘူးတာဖြစ်နိုင်တယ်လို့အကြံပြုပြောဆိုခဲ့ပေမဲ့ဂျန်ကာကတော့သူကပိုလန်မှာတာဝန်ကျခဲ့တာလို့ပြန်ပြောခဲ့ပါတယ်။မကြခင်မှာပဲသူတို့တွေအလုတ်စခန်းကိုရောက်ရှိသွားကြပြီးဂျန်ကာက Harold ကိုဘာမှတောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အဲ့ဒီမှာပဲဘူကြီးရှူတာဆိုသူကသူတို့နဲ့အတူလာရောက်တောက်စားခဲ့ပြီး Harold ကိုဘူကြီးအစ်စ်လိုထင်မှတ်နေခဲ့ပါတယ်